လူတော်တော်များများအမှတ်တမဲ့စိတ်စွမ်းရည်တွေကိုဖြုံးပြီးနေမိတတ်ကြတယ်။အဲ့ဒါကတော့ကိုတခြားတစ်ယောက်နဲ့နှိုင်းယှဉ်ခြင်းပဲဒီလိုမျိုးသိစိတ်ကရောမသိစိတ်ကပါတယောက်နဲ့နှိုင်းယှဉ်ခြင်းအပြင်လောဘဒေါသမောဟတွေမနာလိုဝန်တုံမှုတွေကြီးထွားလာပြီးတော့ကျွန်တော်ရဲ့စိတ်စွမ်းရည်ကိုပျက်စီးသွားစေပါတယ်။အဲ့ဒီလောကနေဘဝရဲ့အခြေအနေစရာတွေပျော်ရွှင်အေးချမ်းမှုတွေနဲ့တပြေးပြေးဝေးကွာလာပြီးတော့ဘဝမှာပူလောင်ပင်ပန်းလာစေပါတယ်။ဒီလိုမျိုးတခြားသူနဲ့ဖြစ်တည်မှုဖြစ်စေရလက်ဖြစ်စေမနှိုင်းယှဉ်ခြင်းဟာကိုယ့်ရဲ့စွမ်းရည်ကိုထိန်းသိမ်းရာရောက်စေပါတယ်။လူတွေဟာတယောက်နဲ့တယောက်ဖြစ်တည်မှုအစတွေဆိုတာမတူကြပါဘူး။ဝေးကလေးကတချို့ကချမ်းသာလာမယ်တချို့ကဆင်းရဲလာမယ်တချို့ကတော့ရုပ်ချောလာမယ်တချို့ကတော့ရုပ်ဆိုးနေမယ်တချို့ကတော့ကျန်းမာမယ်တချို့ကတော့ကျန်းမာနေချွတ်တဲ့နေမယ်စတဲ့မတူညီပေါင်းများစွာနဲ့ဖြစ်တည်လာကြတာဖြစ်ပါတယ်။အဲဒီတော့သွားရမယ့်လမ်းအနေအထားတွေရှောက်ရမယ့်ခီးအကွာဝေးတက်ရမယ့်တောင်အနေနဲ့ချမ်းရမယ့်မြစ်တွေပင်တွေစတဲ့မတူညီတဲ့အကြောင်းတရားများစွာရှိပါတယ်။အဲ့လိုလူတွေဟာတသားတည်းတူညီစွာသွားရတဲ့ခီးမဟုတ်တဲ့အတွက်ကိုယ့်ရဲ့ခြေလမ်းတိုင်းကိုပုံလူတက်အောင်ကိုရောက်နေတဲ့ပတ်ဝန်းကျင်တာယာအချင်းမှုကိုခံစားနိုင်အောင်နှလုံးသွင်းဖို့လိုပါတယ်။တရားရောက်နေနှိုင်းရှင်နေခြင်းဟာအကျိုးမရှိတဲ့ပြင်ကိုယ့်ရဲ့စိတ်စွမ်းရည်တွေကိုပါဖြစ်စီပြရရောက်ပါတယ်။ကိုယ့်ရဲ့စိတ်စွမ်းရည်တွေကိုထိန်းသိမ်းခြင်းဒီဆောက်ခြင်းအပြင်ကိုပြီးချစ်တဲ့လာမယ်ပျော်ရွှင်အောင်အေးချမ်းအောင်နေတဲ့လာမယ်ကိုယ်နဲ့ချစ်တွေ့လိုက်တဲ့ပတ်ဝန်းကျင်အတွက်ကိုပါကျိုးကျေးဇူးအများကြီးတက်ရောက်စေပါတယ်